တကယ်ကြီးတွေ့ရတာကြောက်ယူပါနေခုနိုင်မလားလောက်ကန်နေပါရောအဆင်ပြေရမလားဒီဘောကွာဒီလိုပဲပေါ့အေးပါအစီဆုံးကြမလို့ကွာနော်မိဘပြည်သူများအနေနဲ့ငလင်းသဘာဝဘေးအန္တရာယ်ကနေတတိပြုရှောင်ရှားနိုင်ဖို့အတွက်အသိပေးချက်များကိုထုတ်ပြန်ကြေညာထားပါတယ်တော်ရှင်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာတော်ရှင်တို့နားဆင်ဖို့အတွက်တချင်းကောင်းလေးတွေကိုအခုပဲထုတ်လွှင့်တင်ဆက်ပေးလိုက်ရပါတယ်ဗျာဧည့်သည်တော်များခင်ဗျာမကြခင်ချိန်တွေမှာခန္ဓာစီစဉ်များစတင်တော့မှဖြစ်တဲ့အတွက်နေရာယူပေးကြပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ကိုပြပါဒီနေ့ podcast အစီအစဉ်လေးမှာတော့မိတ်ဆွေတို့အတွက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လူသူအယောက်ပေါက်နေပါလာတဲ့တောအုပ်ကြီးတွေမှာအဖိုးအုပ်ကြီးတယောက်ထဲနေထိုင်တဲ့တဲ့အိမ်လေးတစ်လုံးရှိနေပါတယ်မင်းငါ့ကိုတားနိုင်မယ်ထင်နေလို့လားဒီမှာရောက်ကြာခင်ချိန်တွင်းမှာအရာအားလုံးကငါလက်ထဲကိုရောက်လာတော့မှာကွာအဲ့ဒါမင်းမြင်မှတ်ထား